အခုကျွန်တော်ပေ90လောက်အမြင့်ရှိတဲ့ rocket slide မှာမတ်တက်ရက်နေတာဖြစ်ပါတယ်အဲ့ဒီအမြင့်ပေါ်ကနေပြုံးမကြခင်မှာ live guard ကသူညွန်ကြားတဲ့အတိုင်းနေဖို့မှားလိုက်သေးတယ်တေးကြတဲ့တခုကတော့ဒီအချိန်မှာကျွန်တော်ဘာမှမကြားတော့ဘူးနောက်ပြီးကျွန်တော်ပါဇက်ကနေဘာပြောလိုက်လဲဆိုတော့Guys, welcome to Lost Paradise. Di ni mana mole na ne, ko dari thami da. Ha, nga yin tha po bi tat jwa ne ba la. အမေလူတွေအများကြီးပါလားတယောက်မှ tray တွေမကင်ကြဘူး trolley လည်းမပါကြဘူး uniform လည်းမဝတ်ကြဘူးအော်ဒီနေ့အလုံးမလုပ်ရတာဒီအုပ်စုကြီးထဲမှာ front office ကရော F&B ကရော housekeeping ကရော chef တွေကအစားပါလိုက်သေးတယ်အမေသူတို့လည်းအလုံးမလုပ်ကြဘူးပဲဒီနေ့ကျွန်တော် Four Season Family ကြီးတစ်ခုလုံးနဲ့အတူတူအမှတ်တရတွေဖန်တီးဖို့ Lost Paradise ကိုတွားနေကြတာဖြစ်ပါတယ်ဒီလူတွေအကုန်လုံးဟာနိုင်ငံအရက်ရက်ကနေအလောက်လာလောက်ကြတဲ့ဝန်ထမ်းတွေဖြစ်လို့ department အတီးတီးမှာယာရူးကြီးငယ်မျိုးနေရာယူထားပေမဲ့ဒီနေ့အတွက်တော့အားလုံးကတဖွဲ့တည်းတသားတည်းပဲ Okay finally 30 minutes အကြာမှာပါနော် Lost Paradise ရောက်လာပါပြီ Hey bro soon bye Hey bro. Thank you to Yakub because he's praying for us. Oh my girl, Yakub, he awake, he just awake, my friend. Okay, so where we are now? We're in Lost Paradise in the Parain. We were lost here. Oh, damn, bro. This for me is for the first time ever. How about you? This is my first time. Wow. ဘာရိန်းနိုင်ငံကနေရောမမြို့ကိုများရောက်သွားသလားအောင်မရတယ်ဒီဇိုင်းအသွင်ပြင်အဆောက်အဦရဲ့ပုံစံအနေထားကိုကြည့်လိုက်ပါအပြင်ဘက်ကနေကြည့်ရင်နေပူနေတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့အတွင်းထဲမှာဖွင့်ထားတဲ့တချင်းတန်တွေနဲ့ရေတန်တွေကကျွန်တော်ကိုတခါတည်းဆွဲဆောင်လိုက်တယ်လို့ပါပဲ100% energy အပြည့်ဖြစ်သွားတယ်တေးကြတာပေါ့ကျွန်တော်အနောက်မှာအုပ်စုအဖွဲ့ကြီးတစ်ခုလုံးလိုက်လာနေတယ်အရေးတဲ့ကျွန်တော်လက်ထဲကကင်မရာကိုဆွဲလူလိုက်သေးတယ် GoPro. My friend, this is my friend Mr. Vagas and Mr. Santosh Kumar Palaria. And this is Choti Luli. This is my friend from Four Season. So we are making vlog. So this is a small vlog. We will see you in the next vlog. Thank you so much. Hello. ဘယ်ဘက်ချမ်းမှာမြင်နေရတဲ့ကောင်တာကတစ်ကတ်ဝယ်ရမယ့်လူတွေအတွက်ပါကျွန်တော်ရက်နေတဲ့ line ကတော့တစ်ကတ်ပို့ပေးစရာမလိုတဲ့အပြင်အဆအဆရရအားလုံးကုမ္ပဏီက provide လုပ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့တွေကလက်ပတ်တန်းယူရုံပဲဖြစ်ပါတယ်အခုဘယ်ဘက်လက်မှာပတ်ပေးလိုက်တဲ့လက်ပတ်ကကြတော့စားတောက်ဆိုင်သွားတဲ့အခါကျရင်ကျွန်တော်တို့ပတ်စံတပြားမှပေးစရာမလိုပဲလက်ပတ်လေးပြပြီးကိုကြိုက်နေတဲ့တာစားရုံပါပဲကျွန်တော်တို့တွေအစားအသောက်အတွက်လက်မှတ်ကောပေါ့နော်တခါတည်းလက်ပတ်နဲ့တွဲပြီးပေးလိုက်တာပေါ့အထဲဝင်ငယ်မှာတော့ပါလာတဲ့ပစ္စည်းတွေကို check လုပ်ပါသေးတယ်ပေါ့နော်လွယ်တွေပိုင်းအစိတ်ခံရမှာပေါ့နော်back checking အရင်မိုက်တယ်ဒီမှာရေလာကစားတဲ့လူတွေအကုန်လုံးလောကတွေပေးထားတယ်ပေါ့နော် Wow amazing bro ဆိုပစ္စည်းပြောင်းမှာမကြောက်ရတော့အရင်မိုက်တယ် So let's get started Okay ဘာစီရမှမသိတာနဲ့ပထမအဦးဆုံးရွေးချယ်လိုက်တဲ့ activities ကတော့ဘောကွင်းစီးမှာဖြစ်ပါတယ်ဒီဘောကွင်းစီးမဲ့လမ်းကြောင်းကလည်းတော်တော်ကိုမှမိုက်ပါတယ်ပေါ့နော် Lost Paradise တစ်ခုလုံးကိုသူကရေလမ်းကြောင်းအတိုင်းချောင်းပုံတန်းပုံဖော်ထားတာဖြစ်ပြီးတော့ဒီရေတွေအားလုံးကငြိမ်နေတာမဟုတ်ဘဲနဲ့တခါတည်းစီးစင်းနေအောင်လုပ်ထားတာဆိုတော့ဒီဘောပေါ်မှာထိုင်ပြီးလိုက်သွားရုံပဲဘာညာတော့မဟုတ်စိတ်ပြေလက်ပြောက်ပေါ့ရေလမ်းကြောင်းအတိုင်းလိုက်သွားရင်လည်းဂူကြီးတစ်ခုတည်းကိုဗလိုင်းဝင်ချသွားတာမောင်မမဲနဲ့အတွင်းကိုကြည့်လိုက်တာဂူကြီးတစ်ခုလုံးကတကယ်ဟိုတဘာဝအတိုင်းပဲဒါပေမဲ့ဒါတွေအကုန်လုံးကလူလောက်ထားတာဟောကြည့်ပါဦးဂူကထွက်တာနဲ့မိုးရွာလိုက်ပြန်ပြီမိုးရွာချတဲ့ဒီဇိုင်းကိုလည်းစီစဉ်ထားပြီးသားပဲငါမှမိုးရွာလိုက်နေဘူးလိုက်နဲ့ဖျားတော့မယ်ထင်ပါတယ်ဘာပဲပြောဒီတိုင်းလေးလိုက်စီသွားတာအရန်စိန်ကြတယ်
This is called Session 2. Okay, let's get started. You are alone? Okay. Hold tight. Okay, down D20 with my people. Whoa! What is it? What the? Very nice, no? Second time with the second person. Second person, I'm Abdul from Haskem Hangar. ကျွန်တော်တစ်ခါမှအဲ့ဒါမျိုးတွေမစီးဘူးရန်ကုန်မှာဆိုရင်ဝါတာဘုံတို့ဘာလို့ရှိပေါ့နော်ဒါပေမဲ့အလုံးနဲ့မအားရနဲ့ပါနဲ့အလုံးဝမရောက်ဖြစ်ဘူးပေါ့နော်ဘာတိုင်းမှာလည်းဒီနေရာLost Paradise ကတာမန်ပုံမှန်ချိန်ဆိုရင် 18BD လောက်ပေးရတယ်ပေါ့နော်ဝင်ကြီးပဲ 18BD စားဖို့တောက်ဖို့မပါသေးဘူး 18BD ဆိုရင်မြန်မာငွေ38,000 Okay ဒီနေရာကတော့ Zalak ဆိုတဲ့နေရာပေါ့နော်ဟိုဘာရိန်းနိုင်ငံရဲ့အောက်ဆုံးမှာဘာမှမရှိတော့ဟိုဘက်မှာတဲတောင်မြင်နေပဲရှိတော့ဆိုတော့ကျွန်တော်နေတဲ့နေရာနဲ့ဆိုရင်နိုင်ဝက်လောက်ကားစီးလာရင် Zalak ကိုရောက်ပါနောက်တစ်ဖွဲ့တော့ Hello guys you also rocket Yes. They cannot launch. It's fine here. Here is fine. Fine. So now we are going yellow man. Little bit pushes. Okay. Thank you. Okay. Thank you. Amazing. So we did enjoy, yeah. We will go second round. လုံးဝတကယ်ကိုလုံးဝလိပ်ပြတယ်ပဲလွင့်သွားလာအောင်မေးရတယ်ပေါ့နော်အထက်ကနေ तू ကမကြည့်ပါဘူးဒါကို तू က rocket လို့ခေါ်ကြရပေါ့နော်ချီအောင် show က white ပြီးဆင်းလာတယ်ဆင်းလာပြီးအရှိန်နဲ့ပြန်တက်တယ်အဲ့ဒါ rocket တွေဗျာကြည့်ပါအောင်ဟေးဘိုးမှာဒါကလေးတွေဆော့ရနေရတာမသိစောစီးတဲ့အသားတော့မဲပြီ okay ဒီအကြီးကတော့သွားရှုပ်လို့တော့မရအောင်ကြီးတော့ကြီးပဲ Ni hao. Oh, start from here. You will walk. You will walk from this side. Let's go. ဒီတနေ့လုံးမှာဘယ်သူနဲ့ပဲတွေ့ကျွန်တော်ကတော့ဝင် join တာပဲအဓိကရှော့စီးရရင်ပြီးရောကြည့်ပါဦးပျော်စရာကြီး Bismillah. ကြည့်ပါဦးဗျာဒီလိုရေမောတန်နေနဲ့ဒီလိုပျော်ရွှင်မှုမျိုးဟာ script ထဲမှာရေးထားတာတကြောင်မှမပါဘူးတကယ်ကိုတဘာဝဆန်နဲ့အခိုက်အတန့်နေပါပဲ ဒီတစ်ခါတော့ကျွန်တော်တယောက်တည်းပေါ့နော် rocket စီးမှာဖြစ်ပါတယ်ဒီထဲကနေဘယ်ကိုသွားမှလည်းမသိဘူးအခုဒီဟိုတယောက်ကတော့ဘယ်အပေါက်ကမှမထွက်လာသေးဘူး Well, so we can start now? Yeah. Wow, man. How? Okay. Okay. Hey. Wow.
Oh, ကြောက်စရာကြီးကွာ Thank you ကြောက်စရာ Thank you bro I need to stand here Oh ပင်မသွားရင်တောက်ဖို့အတွက်ရေကအစဝယ်စရာမလိုဘူးအားလုံးကို Four Seasons က provide လုပ်ပြီးသားဖြစ်ပါတယ်ကြည့်ပါဦးကျွန်တော်နောက်တစ်နေရာမှာဝင် join နေပြန်ပြီဒီအားပြိုင်တဲ့နေရာမှာလည်းအရင်မိုက်တယ်ညာဘက်မှာ F&B team ပါဘယ်ဘက်မှာတော့ bell boy နဲ့ security တွေပေါင်းထားတဲ့ team ပါနှစ်ဖွဲ့လုံးကတော့အားကောင်းမောင်းတဲ့နေကြီးပဲ security နဲ့ bell boy team ပေါင်းထားတာတော့မှ F&B team ကိုမရှင်နိုင်ဘူးဆိုတော့ကြည်စမ်းပါအောင် F&B team နိုင်သွားပြီဆိုတော့ Mr. Yar တယောက်ခတ်တီနဲ့အောင်ပွဲခံလိုက်တယ် Yay Restaurant Amazing bro ဒီစားတောက်ဆိုင်ရာမီနူးတွေမှာလည်း Four Seasons ကပိုးရှင်းအလိုက်ပတ်စံနေရှင်းပြီးသားဆိုတော့ဝန်ထမ်းတွေအတွက် free စားတောက်ရုံပါပဲကျွန်တော်ဗာရွေးလိုက်လေဆိုတော့ wow pizza Pepsi Margarita What is that chicken burger What do you want to say? This is how much you pay. It's free. 30 We don't need. Yes, for Four Seasons stuff, it's free. အခုတော့ကျွန်တော်တို့ပြန်နေပြီပေါ့နော်။နေကင်း12နာရီရလာတာအခု4နာရီ bus နဲ့ပြန်มาဖြစ်ပါတယ်။အားလုံးပဲပြန်မနေပါပြီပေါ့နော်။ activities တွေအများကြီးလုပ်လိုက်တယ်။နောက်ပြီးတော့အရင်လည်းပြောစရာကောင်းတယ်4နိုင်မှာ DJ water party ရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့ပြင်ပန်းနေလို့ water party မဆောင်တော့ဘူးပေါ့နော် How was your experience man Very good, man. We enjoy a lot. Both of you. Like, oh, the water. Yeah all activities very nice experience This one. Where is the bus Mr. Agun from Nepal How are you bro He's from Bangladesh Mr. Pani He's from Venezuela. So I'm from UK. Thank you very much.